တာခရိုင်ထဲမှာရှိတဲ့မြို့နယ်9မြို့နယ်ကကျောင်းတွေပါဝင်တဲ့ဘောလုံးအားကစားပြိုင်ပွဲမှာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာရှိတဲ့မြန်မာရွှေ့ပြောင်းစာတင်ကျောင်း Migrant Learning Center တွေနဲ့စုဖွဲ့ထားတဲ့မြန်မာရွှေ့ပြောင်းကျောင်းသားလူငယ်လက်ရွေးအစဉ်အသင်းကဝင်ရောက်ရှင်ပြိုင်နေပါတယ်။ထိုင်းလိုပါဝေါ်လို့ခေါ်တဲ့အဲ့ဒီစုပေါင်းအားကစားပွဲတော်ကိုမဲဆောက်၊မဲရမတ်၊ထဆောက်ရန်၊ဖုတ်ဖရနဲ့ဝင်းကျောက်စတဲ့မြို့နယ်ကလက်ရွေးစဉ်ကျောင်းသားတွေပါဝင်ရှင်ပြိုင်ကစားကြတာဖြစ်ပြီးအခုလ17ရက်နေ့ကနေ14ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပါတယ်။အားကစားပွဲတော်ကိုထိုင်းကျောင်းတွေကနေ့စဉ်ကျင်းပလာခဲ့ကြတာဖြစ်ပေမဲ့မြန်မာရွှေ့ပြောင်းကျောင်းသားတွေအနေနဲ့အခုနှစ်မှစပြီးပထမဆုံးအနေနဲ့ဝင်ရောက်ရှင်ပြိုင်ကြတာလည်းဖြစ်ပါတယ်။အဲ့ဒါတော့ဆရာတို့မိုင်းကရက်ကျောင်းမှာရှိတဲ့ဒီရွှေ့ပြောင်းကျောင်း64ကျောင်းကနေပြီးတော့ယူဆက်ကိုဆရာတို့အသက်မီတဲ့လူတွေကိုကျောင်းတွေကနေမှအသင်းတွေထွက်လာတာပေါ့နော်ထွက်လာတဲ့အနေမှာဆရာတို့နောက်ဆုံးဇက်ကားတွေအကောင်းဆုံးလေးတွေရွေးချယ်ပြီးတော့အခုဒီ MLC ရဲ့လက်ရွေးစင်ကစားသမားတွေဆရာတို့ရွေးထုတ်တာဒီထဲမှာတော့ကျောင်း5ကျောင်း6ကျောင်းလောက်ပါတော့ဆရာတို့တစ်ကျောင်းနဲ့တော့မဟုတ်ဘူးเนาะအဲ့ဒါကျောင်းတွေအများကြီးပါပြီးအကောင်းဆုံးကစားသမားတွေရွေးထုတ်ရတဲ့ဒီပြိုင်ပွဲလာပြိုင်တယ်ပေါ့နော်ဆရာတို့လက်ရှိမိုင်းကရက်ကျောင်းဆိုရွှေ့ပြောင်းကျောင်းတရားဝင်ကျောင်းမဟုတ်လေတရားဝင်ကျောင်းမဟုတ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ကဒီအဓိကတော့မိုင်းကရက်ကျောင်းမှာပြိုင်ပွဲတွေလုပ်နေရမယ်ဆိုရင်ပလင်းဆိုင်ကနေမှကြီးမှုကျင်းပတာတွေပဲကလေးတွေကစားရတယ်အဲ့ဒီထိုင်းနေကျင်းပတဲ့ပွဲဆိုတာဒါပထမဆုံးချိန်ဖြစ်တဲ့ကြောင့်မလို့ဆရာတို့ကိုဘူအောင်ပေါအောင်တို့ဖိတ်ခေါ်တဲ့ကြောင့်မလို့ဆရာတို့အများကြီးကျေးဇူးတင်တယ်အခုလိုပူအိုက်တဲ့ရာသီမှာကျမကြီးကိုအထူးဂရုစိုက်ဖို့လိုပါတယ်နေပူထဲမှာကြနေရင်အသားပူလောင်ခြင်းခေါင်းမူခြင်းမော်ပန်းခြင်းတွေဖြစ်နိုင်ပါတယ်မနက်10:00နာရီကနေညနေ4:00နာရီအတွင်းနေပူထဲထွက်တာကိုတတ်နိုင်တဲ့လောက်ရှောင်ကြပါမဖြစ်မနေထွက်ရမယ်ဆိုရင်အုတ်ထုပ်ဆောင်ပါလက်ရှိအဝတ်အစားဝတ်ပါ sunscreen ဒါမှမဟုတ်တနက်ခါလိပ်ပါရေဒါမှမဟုတ်တက်စားရေကိုမကြာခဏတောက်ပါအပူလွန်ခြင်းကြောင့်ချွေထွက်များပြီးရေတက်မလုံလောက်ရင်ကျမကြီးကိုထိခိုက်နိုင်ပါတယ်ပူအိုက်ရာသီမှာကိုကျမကြီးကိုကိုယ်တိုင်ကာကွယ်ကြပါစို့မြန်မာရွှေ့ပြောင်းစာတင်ကျောင်း MLC ဘောလုံးလက်ရွေးစီအသင်းအနေနဲ့ပြိုင်ပွဲအတွက်ပြင်ဆင်ရမှာတစ်ပတ်မှာစနေနဲ့တနင်္ဂနွေနေ့တွေမှာနေ့ချင်းပြင်ဆင်ခဲ့ကြပါတယ်အခုလိုပထမဆုံးအချိန်ပါဝင်ခွင့်ရတဲ့နှစ်ဖြစ်တာကြောင့်အသင်းအတွက်လိုအပ်တဲ့ထောက်ပံ့မှုတွေမှာအခက်အခဲရှိခဲ့တယ်လို့လည်းအသင်းကြီးပြကပြောပါတယ်အခုလိုထိုင်းကျောင်းသားတွေနဲ့ပါဝင်ရှင်ပြိုင်ကစားခွင့်ရတာကြောင့်အခွင့်အလမ်းနေပါတဲ့မြန်မာရွှေ့ပြောင်းကျောင်းသားတွေအတွက်အထူးအခွင့်အရေးတစ်ရက်လည်းဖြစ်ပေါ်စေခဲ့ပါတယ်ဒီပြိုင်ပွဲလာပြန်ပြောရပါတော့ဟိုဗာလဲဒီလိုမျိုးတခါမကင်ဘူးဟောဒီလိုမျိုးပြိုင်ပွဲကျွန်တော်ဒီလိုမျိုးပြိုင်ပွဲခေါ်ဖဲတဲ့ဟိုထိုင်းရဟိုလာကျေးဇူးတင်အောင်နော်အကောင်ဆုံးကြိုးစားပြအောင်နော်ကျွန်တော်တို့ဒီ migrate ကိုစားပြအောင်နော်အဲ့ဒီအားကစားပွဲမှာဘောလုံးအားကစားပြိုင်ပွဲအပြင်အပြေးပြိုင်ပွဲဗော်လီဘောပိုက်ကြော်ချင်းနဲ့တလုံးပြက်အားကစားစတဲ့အားကစားနည်းပေါင်းစုံကိုထည့်သွင်းကျင်းပတာဖြစ်ပါတယ်အခုလိုထိုင်းအစိုးရကျောင်းတွေနဲ့အတူမြန်မာရွှေ့ပြောင်းကျောင်းသားတွေအနေနဲ့ပူးပေါင်းပါဝင်ခွင့်ရရှိတာကြောင့်ကျောင်းသူကျောင်းသားတွေအကြားချစ်ကြည်ရင်းနှီးမှုပုံမခိုင်မာလာစေသလိုပညာရေးနဲ့အားကစားကဏ္ဍတွေမှာလည်းပုံမပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းကိုရရှိနိုင်မယ်လို့မျှော်လင့်ကြပါတယ်